ညာတော့အဖြစ်ကျမတို့အမြင်မှာဆိုလဲပေါ့ကျမကိုယ်တိုင်ကလည်းမြင်ခဲ့တဲ့အရာအဲ့ဒီအရာကဘာကြောင့်လဲဆိုတော့ဒီမှာဒီ CNA ကဒီဟာခါလူမျိုးတွေပဲอืมနေတဲ့နေရာပေါ့ဟာခါလူမျိုးတွေရဲ့ဥဆောင်နေတဲ့နေရာသူတို့ပဲနေတဲ့နေရာသူတို့လူမျိုးတွေရဲ့တက်ပဲအဲ့လိုကိုယ်တိုင်ကလည်းမြင်ခဲ့တယ်ဒီမှာကြောင့်ဟာခါကြောင့်ကစီလောက်ထန်တန်ကြောင့်ကစီလောက်လေအဲ့လိုပဲမြင်ခဲ့တယ်ဒါပေမဲ့လက်တွေ့ကိုယ်တိုင်လုပ်တဲ့ချိန်မှာတော့ပြီးတော့ဒီမှာလာဖူးတဲ့လူတိုင်းကအားလုံးကတိကျမှာမြင်ကြမှာဖြစ်တယ်ပြီးတော့ဒီမှာကြည့်ရှုနေတဲ့လူတွေအားလုံးကလည်းအာဘယ်လိုလဲဒီချင်းဆိုမဲ့မျိုးနွယ်စုတွေကမတူကြဘူးဆိုတော့မြန်မာစကားနဲ့ဆိုတော့အားလုံးလည်းတည်ပြီးတော့နားလည်ကြမယ်လို့ဒီမှာအနေနဲ့ယူဆပါတယ်။ဒါကြောင့်မို့ဒီကျမတို့ချင်း National Army ဟာဆိုရင်ကိုယ်တိုင်လည်းလာပြီးတော့လာရောက်ပြီးတော့ပါဝင်တာမဟုတ်ရင်တောင်မှကိုယ်တိုင်လာပြီးတော့လေ့လာပေးကြပါဒီမှာရှိတဲ့မျိုးနွယ်စုတွေဟာဆိုရင်တခုမှတယောက်နဲ့တယောက်မမြင်ဖူးတဲ့ data တီးတီးကနေလာရောက်ပြီးတော့ဒီချင်းပြည်ထောင်အတွက်အားလုံးကပေးဆက်နေကြတဲ့လူတွေဖြစ်တယ်အားလုံးကဟာခါလူမျိုးပဲမဟုတ်ပါဘူးဆိုတာပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ကျမကိုယ်တိုင်ကလည်းဟာခါလူမျိုးမဟုတ်ဘူးပေါ့နော်။ကျမအမေဆိုလည်းကျမအမေကကချေပေါ့အဖေဆိုရင်ဖလမ်လူမျိုးဖြစ်တယ်။ကျမကိုယ်တိုင်ကလည်းဟာခါလူမျိုးမဟုတ်တဲ့အတွက်ဒီမှာလာဆက်ချင်းအပြင်ကအမြင်မှာတော့ကျမကိုယ်တိုင်လည်းအဲ့လိုမြင်ခဲ့တယ်အားလုံးမြင်တာဆိုတာလည်းအပြည့်မတင်ပါဘူးပေါ့ကိုယ်တိုင်လာတဲ့လူတွေကတော့ကိုယ်တိုင်သိမြင်ကြမှာဖြစ်တယ်ပြီးတော့ဒီမှာဆိုရင်ကျမတို့အပြင်မှာနေတဲ့အချိန်မှာတော့မသိဖူးတဲ့ဘာသာစကားတွေပေါ့ဒီချင်းမျိုးနွယ်ထဲကဘာသာစကားတွေအားလုံးကြားသိရတယ်အိမ်ညီကိုမောင်နှမတွေနဲ့ဒီမှာအတူတူတိုက်ပွဲဝင်ရတဲ့အချိန်မှာလည်းဘယ်လိုလဲကိုယ့်အတွက်အမျက်တစ်ခုလို့ကိုကတော့ခံစားရတယ်ပေါ့ဒီအပြင်မှာနေတယ်ဆိုရင်ဒီကိုကချင်းဆိုပေမဲ့ယောသမမွေပေါ့ဒီမြန်မာပြည်မှာဆိုယောသမမွေကိုချင်းလူမျိုးချစ်ရကောင်းမှမသိမျိုးနွယ်စုတွေကဘလို့စကားသုံးမှမသိအဲ့လိုအခြေအနေကနေရောက်လာခဲ့တဲ့အချိန်မှာဒီချင်းလူမျိုးအတီးတီးမျိုးနွယ်စုအတီးတီးကနေလာရောက်ပြီးမှအတူတကွဒီမှာတိုက်ပွဲဝင်တဲ့အချိန်မှာကိုယ့်အတွက်အယမ်းမြတ်တယ်ပြီးတော့ကိုချင်းမျိုးနွယ်စုအားလုံးမိဘရဲ့စကားတွေသူတို့ဘာသာစကားတွေကိုကြားသိရတဲ့အချိန်မှာအယမ်းပျော်ရွှင်တယ်အယမ်းပီတိဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြီးတော့ဒီမှာဆိုရင်မင်းတပ်ကံပလဲမတူပီဒီဟိုရခိုင်ဖက်ကဒီအရှိုတွေကျမတို့ချင်းလူမျိုးတွေအရှိုတွေကစဒီမှာပါဝင်လာကြတယ်ပေါ့ဒီမတူပီကံပလဲတော့အများကြီးကျမမတိနိုင်သေးတဲ့မျိုးနွယ်စုအများကြီးလည်းရှိသေးတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြီးတော့ကျမတို့ဒီ CNA အနေနဲ့ဆိုရင်ဒီထန်တလန်ဟာခါအနေနဲ့ပဲတွားနေတာမဟုတ်ပါဘူးဒီချင်းလို့ကျမတို့သုံးတဲ့အရာပေါ်မှာကျမတို့ချင်းဆိုတဲ့ဒီချင်းပြည်ထောင်မှာအားလုံးကိုစုပေါင်းပြီးတော့ကျမတို့သုံးတဲ့ချင်းဟာဆိုရင်အားလုံးကိုစုပေါင်းထားတဲ့အားလုံးကိုလွှမ်းခြုံထားတဲ့ချင်းဆိုတာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဒါကြောင့်မို့အပြင်ကနေလည်းဒီ CNA ကဒီဟာခါထန်တလန်ရဲ့တက်ပဲဆိုတာမမြင်ပေးကြဖို့အခုကျမပြောနေတဲ့ကိုယ်တိုင်လည်းဟာခါထန်တလန်မဟုတ်ပါဘူးဆိုတဲ့အကြောင်းပြောချင်ပါတယ်ပြီးတော့မင်းအမျိုး